Hello အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကကြတော့ကိုတိုင်ရလဲအရင်တော့မတိလို့ confuse ပေါ့နော်ရှုပ်ထွေးခဲ့တဲ့ဒီ email အကြောင်းလေးကိုပြောပြချင်ပါတယ်တချို့လူတွေကိုလည်းကြားနေရတော့ပဲပေါ့နော်ဆိုတော့အဲ့ဒါတွေကိုဘ ഹു တုဒအနေနဲ့ပေါ့နော်မတိသေးတဲ့လူအတွက် sharing လုပ်တာဖြစ်ပါတယ်ဆိုတော့ email gmail yahoo ဘာတွေညာတွေပေါ့ email နဲ့ gmail ဘာကွာတယ်လဲပေါ့ဘာမကွာဘူးသူတို့ကကြတော့ electronically ပေါ့နော်အကုန်လုံးက internet ကိုအသုံးပြုပြီး computer ကနေရောက်လာတဲ့ mail တွေဖြစ်တဲ့အတွက်ခြုံငုံပြီးပြောမယ်ဆိုလို့ရှိရင် gmail ရော yahoo ရော hotmail ရောအကုန်လုံးသူတို့ကို email လို့ခေါ်တယ်ရေဘူးရအားဖြင့်သူတို့အားလုံးဟာ email ပဲမျက်စိထဲမှာမြင်ရအောင်ပြောပြမယ်ဆိုလို့ရှိရင်ကြတော့ဥမာကိုကကားစီးတယ်ကားရှိတယ်เนาะအားလုံးကကားစီးတယ်ရှိတဲ့မြတ်အားလုံးကိုကားလို့ပဲခေါ်တာဒါပေမဲ့ brand ကွာသွားတာเนาะ brand ကွာသွားဘယ်လို brand လဲဆိုခင်ဗျားက Toyota စီးမယ်ကျမက Honda စီးမယ် Rolls Royce စီးမယ် BMW စီးမယ် Audi စီးမယ် IKEA စီးမယ် Mercedes စီးမယ်အဲ့လိုမျိုးကွာတာဆိုတော့ brand ကွာသွားတဲ့အတွက်ကြောင့်မလို့အားလုံးကိုတော့ကားလို့ပဲခေါ်တယ်ဒါပေမဲ့ဘာကားစီးတယ်လဲပေါ့နော်ဘယ် apps ကိုသုံးတယ်လဲဘယ် company ရဲ့ဘာ apps ကိုသုံးတယ်လဲအဲ့ဒီပေါ်မှာမူတည်ပြီးမှနာမည်ပဲကွဲသွားတာဒါပေမဲ့အားလုံးကိုခြုံငုံပြီးပြောမယ်ဆိုလို့ရှိရင်ကျမတို့က email ပဲเนาะအဲ့ဒါကိုကျမအနေငယ် sharing နဲ့ဘ ഹു တုဒအနေနဲ့ sharing လုပ်တာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်အားလုံးဒီ email နဲ့ gmail ဘာကွာလဲဆိုတဲ့အကြောင်းကိုအနေငယ်သဘောပေါက်သွားပြီလို့မျှော်လင့်တယ်เนาะ Thank you for watching bye guys